ဒီတမှုလည်းမဟုတ်ဘူးအဲ့ဒါကိုအကိုတို့ညီတို့အနေနဲ့သိဖို့လိုတယ်ဒီတမှုလည်းမဟုတ်ဘူးဒီအမှုကချာချာပါပါဒီရဲမေကလုံးဒီရမပါရဲ့အပြင်ဘက်တခြားတနေရာရောက်သွားလို့ဒီအမှုကပေါ်လာမရောက်ရင်မပေါ်ဘူးကျွန်တော်တို့တွေကအဲ့လောက်ထိကျွန်တော်လိုက်တွေးဖို့လိုတယ်သိလားအကုန်လုံးသိလာပြီဒီတေးကြတော့ဒီလက်ရှိနေရအဲ့ဒီနေရာမှာဒါအဲ့ဒီရဲမေအနေနဲ့ဒီဟာကြီးနဲ့ပတ်သက်ပြီးတော့ရင်ဆိုင်ဖြည့်ရှင်းမယ်ဆိုရင်ဒီရဲမေဘာဖြစ်သွားထိုင်းထင်နေညီတိလိုက်ဒီပြင်ဆင်းသွားတဲ့ line နဲ့တည်းကျွန်တော်သိရဲ့ဒီစဘကိုကရောက်နေကျွန်တော်ကြားတယ်ပြီးတော့ကျွန်တော်သိပါတယ်ကဲခဏလေးပါခဏလေးပါဟုတ်ကဲ့ဟုတ်ကဲ့ဒီမျိုးရောက်ရှိလာတဲ့ statement တွေကိုခင်ဗျားတို့သိရလားကျွန်တော်ဝန်ကြီးဌာနညွှန်ကြားထားတဲ့ညွှန်ကြားချက်တွေခင်ဗျားသိလားနေမှာကျွန်တော်ဘယ်လိုရည်ယူဆောင်ရနေဆိုခင်ဗျားတို့သိလားကိုဖြစ်နေရတယ်သူပြောနေတယ်ဗျာဒါ public social media ကြီးကျွန်တော်တို့ခင်ဗျားတို့အဲ့ဒါတိလားဆိုတာကအစိုးရတရကပြည်သူကိုတိအောင်ရှားပြရမှာကျွန်တော်တို့ကတိအောင်လိုက်ဆိုတာမှာပြည်သူကအော်မတိတာလားဒီမှာအော်မတိတာမလုပ်ပါနဲ့ကျွန်တော်ပြောမယ်ခဏလေးကျွန်တော်ရုပ်လဲအခုဆရာစင်လဲကျွန်တော်ကြောင့်သိတယ်ကျွန်တော်တို့ပြောနေတာရှင်းလေးပဲဟုတ်ပြီအမှန်တရားတိုက်ပွဲဝင်နေတာဒီအင်းမင်းနဲ့ကြောင်လုံးနေဟုတ်ပြီကျော်မင်းတို့လည်းသိတယ်နော်ညီကိုပြောတော့ရှင်းလေးပဲဒီကိစ္စကိုကျွန်တော်မြေပြင်မှာကျွန်တော်တို့ရဲ့သက်ဆိုင်ရာတိုင်းခရိုင်ကိုကဲမှုညွှန်ကြားမှုတွေနဲ့ဘာတွေယူဆောင်ရွက်နေတယ်ဆိုတာကျွန်တော်ဒီဆုံးဟုတ်ပြီဘယ်အစိုးရလက်ထက်မှာဘယ်ပြည်သူတွေကဘာတွေစိတ်ဝင်စားပြီးတော့ဘလို့တွေလှုပ်ဆောင်ခဲ့ကြလဲအခုမှဒီအမှုတွေမပေါ်ဘူးဟုတ်ပြီအဲ့ဆိုရင်မြမပင်ခရိုင်မှာအမှုပေါင်း150ပဲရှိရလားတခြားတော့အမှုတွေကျွန်တော်တို့ရင်ဆိုင်နေရဖြည့်ရှင်းနေရတယ်အများကြီးရှိအောင်ကျွန်တော်သိကြတယ်ကျွန်တော်တို့ခင်ဗျားတို့တော့ပြီးတဲ့အတွက်လည်းကျွန်တော်ညီရတော့ပေးချင်းအားဖြင့်တစ်ဖက်ကိုလည်းကျွန်တော်တို့တွားပြီးတော့အားပြီးအောင်ပြုတဲ့ပုံစံဖြစ်တယ်လို့ပြီးတော့ဒီအောက်ရှိမှာလောက်ရကန်ရခက်တယ်လေတနာကြီးကထိကြိုက်မှုတွေနောက်ဆုံးများတရခဏလွတ်သွားနိုင်ကြားကျွန်တော်ပြောတော့ပေါ့လားဟိုအဲ့ဒါဆိုရင်တရခံကဘသူဘဝပါခဏလေးကဘသူဘဝပါလို့ပြောတာပြောပြီလွတ်သွားနိုင်တယ်တရခံကိုအခုချိန်ကြီးကဖမ်းချုပ်နိုင်သူကမရှိကြဘူးလားဟိုကိုတဲ့ကြီးဟိုကောင်မလေးကသူကထုတ်ဖော်ပြောထားပြပါဗျာဟုတ်ကဲ့ကျွန်တော်ပြောတာအကူရဲ့သဘောမပေါက်ဘူးအကူကကျွန်တော်ပြောတာအကူသဘောမပေါက်အဲ့နဲ့ကျွန်တော်တော့မဆိုရင်ကျွန်တော်တက်ထဲမှာကျွန်တော်ရဲ့တက်ဖွဲ့ထဲမှာတော့မှအဲ့ဒီအစ္စလမ်ဘာသာဝင်ရှိတယ်နော်ဒါကြိုင်ပြောသိမယ့်တကားဖြစ်မှာတို့လို့ကျွန်တော်ကအစ္စလမ်ဘာသာဝင်ဖြစ်လို့ထားတာတခြားသောအမှုကိစ္စတွေဒီနေ့ကဒီမှာဟုတ်ကဲ့ပြောမဟုတ်တည်တယ်တဘောပေါက်တယ်ကုစရန်ကျွန်တော်ခဏနားရမယ်ကျွန်တော်အခုအကိုတို့ဒီဝင်းကြီးတာနာကမသိဘူးလားIOGကလူကြီးတွေမသိဘူးလား statement မထုတ်ဘူးလားလို့အခု statement ကကျွန်တော်တို့စီကိုရောက်ပြီးတဲ့ညွှန်ကြားချက်တွေကိုအကိုတို့ကျွန်တော်လိုက်ပြပေးနေရမလားကျွန်တော်တို့ညွှန်ကြားထားတဲ့ဟာတွေအကုန်လုံးလိုက်ပြပေးရမလားပြည်သူတွေအကုန်ချပေးရမလားငါတို့ဘယ်သွားတိုက်မယ်ကွာငါတို့ဒီနေ့တော့ဘယ်နေရာကိုသွားပြီးတော့ထုတ်ခွင့်မယ်တိုက်ဖဲဖော့ဆောင်တာကအပြည့်ရှိတဲ့လူကိုအပြည့်ပေးဖို့နော်ခဏလေးွားတယ်နော်ကိုတဲ့ကြီးခဏလေးပါကိုတဲ့ကြီးခင်ဗျာကျွန်တော်ကရဲဘော်ရဲမှတ်တွေရှင်းမယ်ကျွန်တော်လီးစားပါတယ်ဒါမဲ့ကျွန်တော်ပြောချင်တာက2025ဒီဇင်ဘာ26ရက်နေ့ကဖြစ်တဲ့ပြစ်မှုဟာအခုလက်ရှိနေတဲ့2026မတ်လဒီနေ့9ရက်နေ့ပေါ့နော်ဒီနေ့9ရက်နေ့ဆိုတော့ဒီအမှုရဲ့လက်ရှိနေတဲ့ statement လာခြင်းဟာဒီလက်ရှိ2026မရောက်ခင်ပေါ့နော်2025 17လပိုင်း9ရက်နေ့မှဒီကိစ္စကြီးကအဖေမှန်ကြီးပေါ်လာတာဆိုတော့အဲ့ဒီဂျားထဲမှာကွာဟနေတဲ့လားတွေကအများကြီးဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကဒီအရာကိုကျွန်တော်တို့ကပုံမှန်လင်းပြောမယ်ဆိုရင်ဟိုကျွန်တော်တို့အနေနဲ့ဒီလက်ရှိနေတဲ့ဝင်ကြီးဌာနနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့က
မကြိုက်နေတဲ့လို့ပြောနေခြင်းမဟုတ်ဘူးဒီကြားထဲမှာ COC တွေရှိရမြေပြင်ကလက်ရှိရှိနေတဲ့ COC တွေနဲ့လက်ရှိရှိနေတဲ့ဝန်ကြီးဌာနတွေကပြန်ပြီးရှိတ်ဆက်ဖို့အတွက် MOD MUG ကြားတဲ့ COC ဒါတွေကဘာကြောင့်ဒီကိစ္စတွေအလုံးမလုံးတာလဲကျွန်တော်တို့ကပုံဝင်လင်းလင်းပြောမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီလက်ရှိရှိနေတဲ့ဝန်ကြီးဌာနနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကမကြိုက်နေတဲ့လို့ပြောနေခြင်းမဟုတ်ဘူးဒီကြားထဲမှာ COC တွေရှိရမြေပြင်ကလက်ရှိရှိနေတဲ့ COC တွေနဲ့လက်ရှိရှိနေတဲ့ဝန်ကြီးဌာနတွေကပြန်ပြီးရှိတ်ဆက်ဖို့အတွက် MOD MUG ကြားတဲ့ COC ဒါတွေကဘာကြောင့်ဒီကိစ္စတွေအလုံးမလုံးတာလဲစနဒီအစိုးရဌာနကရှာလာတဲ့ဒီလက်ရှိရှိနေတဲ့ statement တွေနဲ့မှာအလုံးလုံးမှာလားကျွန်တော်တို့ကမေးစရာမေးခွန်းတွေဖြစ်လာပြီဆိုတော့ဒီအရာတွေကမဖြစ်သင့်မဖြစ်တိုက်တဲ့လောက်ရက်ပါအဲ့တော့မဖြစ်သင့်မဖြစ်တိုက်တဲ့လောက်ရက်တစ်ခုဖြစ်လာတာနဲ့အမျှကျွန်တော်တို့မှာရှားတော့ကြားရချက်နဲ့ဇော်မင်းတို့ဟိုကျော်ဝင်းတို့မင်းကမကြားချက်ကြားချက်ဒိုင်းမကောင်းလား by the way ကျွန်တော်စကားမဆက်ကိုသားကြီးအဲ့ဒါဆိုလို့ချင်းအကိုခုနပြောတယ်လို့အစိုးရကိုဖောင်းထုတ်တယ်လို့အကိုပြောတယ်နော်ဖောင်းထုတ်တာလားဝေဖန်တာလားကျွန်တော်မဟုတ်ခဏရဖောင်းထုတ်တယ်ဖောင်းထုတ်တယ်မထင်ဘူးတင်ခုနပြောတဲ့စကားထဲမှာဖောင်းထုတ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကဖောင်းထုတ်တာအော်ဝေးတာအော်ဝေးတာကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့အန်ဝန်ကြီးကဘာမှမသိဘူးလားဘာမှမလုပ်ဘူးလားဆိုပြောလို့ကျွန်တော်တက်ပြောတာသိဘူးလားဘာမှမလုပ်ဒီကိစ္စတွေကိုမြင်ရမှာကျွန်တော်တို့အတက်နဲ့ထုတ်ပေးနေတယ်စပီကာအော်ဝေးနေတဲ့လူတွေကခဏလေးညရုပ်ဖွင့်ပြီးပြောဘိုးထိရောက်တယ်စပီကာပြီးအော်ဝေးနေတဲ့လူတွေကအတက်ရင်းပြီးအော်တာမဟုတ်ကျွန်တော်မြေမှာအတက်ရင်းပြီးအော်ဝေးနေတာအမှန်တရားကျွန်တော်အတက်နဲ့ရင်းပြီးတော့အော်ဝေးနေတာနော်ဟုတ်လားကျွန်တော်ကောင်းတယ်အော်ယုံနဲ့မဖြစ်သွားဘူးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါโอเคအကိုတယောက်တည်းကျွန်တော်တို့ကပြောတာမဟုတ်ဘူးအကိုတယောက်တည်းအကိုပြောတာကျွန်တော်တယောက်တည်းအတွက်စိတ်နှောက်ချက်ဖြစ်သွား sorry ပဲကျွန်တော်ပြောတာဒီမှာရပြီတော်တော်โอเคအကိုတယောက်တည်းအတွက်ပြောတာမဟုတ်ဘူးအကုန်လုံးကိုပြောပြတာနောက်ပြီးဖောင်းထုတ်တယ်ဆိုတဲ့စကားကိုမကောင်းရင်ကျွန်တော်တို့ကကိုမိဘကိုတောင်မှထောက်ပြနိုင်ရမှာအမေဒါမကောင်းအဖေဒါမှားနေတယ်ဒါမှန်နေတယ်မှားတဲ့သူကိုမှားတယ်လို့မထောက်ပြဘဲနဲ့ငင်းကိုနှုတ်ပိတ်နေတာမြန်မာစကားပုံမှာရှိရစိတ်နေခြင်းဒီဝန်ခံရင်းနဲ့မိဘလုပ်တဲ့သူကအမှားလုပ်နေတာအဲ့ဒါကိုကိုရီးယားစိတ်နေပြီးဝန်ခံတယ်ငါမိဘမို့လို့စိတ်နေပြီးတယ်ဆိုလို့ရှိရင်စိတ်နေလို့ရှိရင်ငါလောက်တာမှန်နေတယ်ငါလောက်ရက်ကမှန်နေတယ်ဒါကြောင့်မို့ငါသားသမီးကတိတ်နေတာအဲ့တော့ဗာလဲအမှားထက်ကျူးလွန်ဖို့စပိုတင်ပေးတယ်လို့ပဲကျွန်တော်